ယုံတယုံမှာအလုံးလုံးနေတဲ့အလုတ်သမားတွေကစုံထော်ကားနောက်လိုက်စီးနေတဲ့ယထာလန်းကိုရောက်တော့ယထာလာတော့မဲ့အချိန်မှာစုံထော်ကားဆရာကကားမရက်ပဲရောက်လာတော့မဲ့ယထာရှိကိုဖြတ်မောင်းသွားတယ်ယထာလည်းအချက်ပြဟွန်းတီးတော့စုံထော်နောက်မှာလိုက်စီးလာတဲ့အလုတ်သမားတွေကလန့်ကြပြီးတချို့ကစုံထော်ပေါ်ကနေခုန်ချလိုက်ကြတယ်ခုန်ချလိုက်တဲ့သူတွေကအမြန်ပြန်ထလာပြီးယထာလန်းကနေအမြန်ထွက်သွားလိုက်ကြတယ်ဒါပေမဲ့ခုန်ချတဲ့ထဲမှာပြန်မထနိုင်တဲ့အမျိုးသမီးတူရှိတယ်ယထာလန်းတက်တက်မှာသွားကြတယ်တခါတည်းပြန်မထနိုင်ဘူးယထာလာတာကလည်းမြန်တယ်ပြီးတော့အရန်နီးကပ်နေပြီဆိုတော့ယထာကျိတ်မိသွားလို့အဲ့ဒီအမျိုးသမီးကနှစ်ပိုင်းဖြစ်သွားတယ်ရှင်ဆုံးသွားတဲ့အမျိုးသမီးကထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားဖြစ်တယ်။နာမည်ကဖြိုးဖြိုးအသက်28နှစ်ပဲရှိသေးတယ်။မိသားစုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင်။ညီမလေးဖြိုးဖြိုးကောင်းရာပုံပွားရောက်ပါစေ။ဒီအဖြစ်အပျက်ကဒီနေ့9လပိုင်း30ရက်နေ့ဒီနေ့နက်ထိုင်းနိုင်ငံစမုစာခွန်မှာဖြစ်သွားခဲ့တယ်။ဒါဆောင်ထော်မောင်းတဲ့သူရဲ့ပေါ်စားမှုအဲ့ဒီဆောင်ထော်ကားဆရာရဲ့အမားဖြစ်တယ်။ယထာကတခါတည်းရုပ်တရက်ရက်လို့ရတဲ့အရာမဟုတ်ဘူးဆိုတော့ရှင်တည်င်းထောက်ကယထာမောင်းတဲ့သူကိုမေးမြန်းမှုသွားလုပ်ခဲ့တယ်ယထာမောင်းတဲ့သူပြောတာကတော့ကျွန်တော်ကပုံမှန်အတိုင်းယထာကိုမောင်းလာတဲ့အဲ့ဒီအခင်းဖြစ်တဲ့နေရာနာကိုရောက်တော့မဲ့အချိန်မှာဝန်းတီးလိုက်တယ်ဒါပေမဲ့အဆောင်ထောက်ကားမရက်ပဲအတင်းဖြတ်သွားလို့ဒီလိုမျိုးစိတ်မကောင်းတဲ့အဖြစ်သွားတာလို့ပြောတယ်ရှင်တည်င်းထောက်ကဆောင်ထောက်ကားမောင်းတဲ့သူကိုလည်းမေးမြန်းမှုသွားလုပ်ခဲ့တယ်စုံထောက်ကားမောင်းတဲ့သူရဲ့နာမည်ကခွန်ကျင်တာအသက်43နှစ်စုံထောက်ကားဆရာပြောတာကတော့ကျွန်တော်ကစိတ်ယုံကအလုတ်သမားတွေကိုအကျိုးအပို့လှုပ်တယ်စိတ်ယုံကနေအလုတ်သမားနားနေခန်းကိုပြန်ပို့မို့ကားပေါ်မှာအလုတ်သမား9ယောက်ကနေ10ယောက်လောက်ပါလာတယ်ယထာလန်းရောက်တဲ့အချိန်မှာအခန်းနဲ့နီးပြီးအခန်းရောက်တော့မယ်ယထာလန်းကိုဖြတ်တဲ့အချိန်ကျွန်တော်ယထာဟွန်းတီးတန်ကိုကြားတယ်။ဒါပေမဲ့အဲ့ဒီအချိန်ကျွန်တော်ကယထာလန်းကိုစဖြတ်မိနေပြီမို့ကားရှေ့ဆက်မောင်းလိုက်တာအဲ့ဒီအချိန်နောက်ကလိုက်စီးလာတဲ့အလုတ်သမားတွေရဲ့အော်တန်စူညံတန်တွေကိုကျွန်တော်ကြားတယ်။ကျွန်တော်ယထာလန်းကိုဖြတ်မောင်းနိုင်ပြီးတဲ့နောက်ကျွန်တော်ကားပေါ်ကနေဆင်းလာပြီးကြည့်တော့အမျိုးသမီးတူကယထာကြိတ်ခံရပြီးနှစ်ပိုင်းဖြစ်သွားပြီလို့ပြောရရှင်အဲ့ဒီနေရာမှာ CCTV ရှိတယ်အဲ့တော့အစအဆုံးဘယ်လိုဖြစ်တယ်ဆိုတာအကုန်တွေ့နေရတယ်အဲ့ဒီအချိန်ဆောင်ထောက်ကားဆရာကယထာလာနေတာကိုအရန်နီးနေပြီကိုတွေ့လောက်တယ်မြင်နေလောက်တယ်ဒါကိုအတင်းဖြတ်သွားလို့ဒီလိုမျိုးဖြစ်သွားတာရှင်တကယ်လို့ကိုကအဲ့ဒီဆောင်ထောက်ကားပေါ်မှာလိုက်စီးတဲ့သူဆိုလေခုံချမိမှာပဲဘာလို့လဲဆိုတော့ယထာကအဲ့လောက်ထိနီးကပ်နေပြီဆောင်ထောက်ကားကမရက်ပဲနဲ့ဆက်မောင်းသွားတယ်ဆိုတော့လေရှင်အရန်နဲ့မှစိတ်မကောင်းစရာတည်င်းဖြစ်တယ်မိသားစုဝင်နဲ့ထက်တူဝမ်းနေပါတယ်ရှင်